လုံးပဲမင်္ဂလာပါဒီနေ့ဦးသားအိမ်မှာစက်သွင်းဖြူစားဖို့လုပ်နေတာနဲ့စက်သွင်းဖြူတောင်းဝဲတာပေါ့နော်စက်သွင်းဖြူဦးသားတို့ဘေးနားရွာမှာစက်သွင်းဖြူပွဲရုံရှိပါတယ်အဲဒီမှာစက်သွင်းဖြူတောင်းဝဲတော့လမ်းမှာရဲသီးတွေတော်တော်စိုက်ထားတာရဲသီးရောင်းတာပေါ့နော်လမ်းဘေးမှာလည်းကားလမ်းဘေးမှာလည်းရဲခင်းနေရှိတယ်ရဲရောင်းတဲ့ဟာတွေလည်းတော်တော်များတယ်ပေါ့အဲဒီမှာဖရဲသီးတွေတွေ့တာနဲ့ဖရဲသီးစားရှင်စိတ်ပေါ်လာတာနဲ့ဖရဲခင်းစီသွားတာပေါ့နော်အဲလမ်းဘေးခင်းကတော့နည်းနည်းတုံးခါနေပြီဆိုတော့ဦးသားတို့ဟိုအတွင်ဘက်ကဖရဲခင်းကိုသွားမှာပေါ့နော်အဲဦးသားတို့လိုက်ကြည့်ပါအောင်အခုကຫນွေရာသီခေါင်ကြီးဆိုတော့တော်တော်လျှောက်ခန်းနေပေါ့နော်နေရာတိုင်းတော်တော်လေးလျှောက်ခန်းပါတယ်အခုဒါဥသားတို့ရောက်နေတဲ့နေရာဆိုတော့ဝါတော့ပေါ့နော်ဝါတော့မိုးတွင်းဆိုတော့တော်တော်လေးကိုစိမ့်ဆိုးနေတာအခုကတော့နည်းနည်းလေးလျှောက်တွေ့နေတယ်ဒါကြီးမစိမ့်ဆိုးတော့ဘူးပေါ့နော်ဘယ်နေရာတွေဘယ်လောက်ရှောက်ခန်းခန်းဒီနေရာလေးကတော့စိမ့်စုံနေတာစိုက်ခင်းလေးတွေနဲ့ရေရလဲသူကအမြဲတမ်းရလေနေရာဒီလဲအမှရေချောင်းတွေရှိတော့ဖရဲတွေစိုက်ကြတယ်ပေါ့နော်အခုသွားမယ်ဒါတခွာဒီနေရာဒီမှာစိုက်တဲ့တခွာဒီမိုးတွင်းလာတော့သူကအတိမချီဘူးအခုဆိုတခွာဒီတွေစိမ့်မလာလိုက်ပေါ်နေတယ်ပေါ့နော်အညာဘက်ကတော့ဒါကိုငပြုတ်သီးလို့ခေါ်တယ်တဲ့ဒါတို့ဘက်တော့ဒါတခွာသီးလို့ပဲခေါ်တာပေါ့နော်အဲ့ဒါလည်းတော်တော်များများစိုက်တယ်ဟိုမှာဆိုအသီးတချို့ကလေးတွေကနုနုလေးတွေအပင်ပြိုလေးပဲရှိသေးတယ်ဒီအရှိဟာတခွားမွေးထင်တယ်ဟုတ်တယ်တခွားမွေးဒီခင်းကနည်းနည်းတော့နောက်ကျတယ်ထင်တယ်တခွားမွေးတွေတော်တော်ပေါ်နေပြီဒီခင်းကဒီခူးလိုက်တာလားတော့မသိဘူးပေါ့နော်အပင်လည်းတော်တော်ငယ်ပါသေးတယ်မှဲ့တာတော့မတွေ့ဘူးတခွားမွေးတွေပါနေပူမှာစားလိုက်ရတော့ရတာရှိမှာဒါတော့ဖရဲဒီအချားမျိုးလေးဒီမှာလေပိုင်ရှင်ရတာဒီတကူင်းတစ်ပြင်လုံးဆိုရင်ပိုင်ရှင်တွေအများကြီးတူဦးလက်ဆိုင်တာမဟုတ်ဘူးเนาะသူကလည်းဖရဲဆိုင်တဲ့လူရှိတယ်တချို့ကတော့ဖရဲရောတခွားမွေးရောတခွားဒီရောအဲ့လိုကိုအကွက်နဲ့ကိုစိုက်ကြတာပေါ့အများကြီးစုပြီးတော့ဒီတော့မှလာစိုက်ကြတာပိုင်ရှင်ကတော့တူဦးတော့မဟုတ်ပါဘူး
ဟောအရှိမှမြင်နေရတာဒါကြက်သွန်ဖြူနှုတ်တာပေါ့နော်အခုကကြက်သွန်ဖြူတွေနှုတ်တဲ့ຢာတွေရပါပြီကြက်သွန်ဖြူလည်းဒီနားတော့တအားမဆိုင်ဘူးဒီနေရာရဲ့ဟိုအနောက်ဘက်တကြောဆိုတော့ရွာတိုင်းနီးပါးစိုက်တယ်ပေါ့နော်အဲ့ကနေဟိုအနောက်တောင်ပေါ်အထိစိုက်ကြတယ်အခုကကြက်သွန်ဖြူနှုတ်တဲ့ຢာတွေရောက်ပါပြီဒီဖျဲသီးတွေကတော့ရင်းမီတော်တော်ရင်းလောက်ပြီအပင်အောင်တော်တော်ကျသွားပြီဒီမှာကတော့ပိုင်ရှင်မတွေ့ခဲ့ဘူးပိုင်ရှင်တွေ့ရင်တော့ဝယ်လို့ရတာပေါ့နော်ဒီမှာဆိုရင်တခွားသီးတွေသူတို့ဘာဖြစ်လို့လဲမသိဘူးခူးပြီးတော့ဘောင်တွေပေါ်မှာတင်ထားမဲလို့လားပိုးတစ်ခုကြောင့်လာတော့မသိဘူးပေါ့နော်ဈေးမှာဝယ်လို့ရှိရင်သူကလည်းသူဈေးထိုက်တယ်ပေါ့ဒီမှာကတော့လက်ကားလို့တွေဖြစ်နေတယ်ဒါတော့ပဲပုတ်စိုက်ခင်မှာပဲပုတ်ဆေးပေါ့နော်သူကအဖူးပဲဖူးသေးရဲ့ဒီနေ့တော့ဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့လူအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးဘိုင်ဘိုင်